you are, here you go. There you are, there you go. ဒီလေးမျိုးစလုံးက native speaker တွေအရင်သုံးတဲ့ idiom စကားလုံးတွေဖြစ်ပါတယ်။သူတို့ကိုယ်တိုင် interchange လုပ်ပြီးတော့သုံးနေတာဖြစ်တဲ့အတွက်နေရာချင်းဖလှယ်ပြီးသုံးလိုက်မိတယ်ဆိုလို့ရှိရင်လေနားလေကြပါသေးတယ်။ဒါပေမဲ့ဒီဗီဒီယိုလေးမှာတော့တကယ့်သုံးနည်းအမှန်ကိုလေ့လာကြမယ်နော်။ Here you are, here you go, here it is. ဒီသုံးမျိုးစလုံးကတစုံတစ်ယောက်ကိုပစ္စည်းတစ်ခုခုပေးတဲ့အချိန်မှာသုံးလို့ရပါတယ်။ဘာကွာလဲဆိုရင် here it is ကိုပစ္စည်းကို focus ထားတဲ့အခါမှာသုံးပါတယ်။ဥပမာလေဆိပ်မှာimmigration officer ကကိုကို may I see your passport please လို့မေးလာတယ်ဆိုရင်ကိုက passport ကို here it is ဒီနေရာမှာ passport ကအရေးကြီးတယ်လေ here you are ကြတော့လူပုဂ္ဂိုလ်ကို focus ထားပြီးပေးခြင်းတဲ့အခါမျိုးမှာသုံးတာပါဥပမာကိုကစားတော့ဆိုင်ကဝန်ထမ်းဆိုပါတော့နော် customer မှာထားတဲ့ဟင်းလျာကိုသူ့ရှေ့ကိုချပေးတဲ့အချိန်မှာ here you are မင်းအတွက်ပါမင်းအတွက်ပြင်ဆင်ချက်ပြုတ်လာတာ here you go ကြတော့သူလိုချင်နေတဲ့သူမျော်လင့်နေတဲ့ပစ္စည်းကိုပေးတဲ့အခါမျိုးမှာသုံးတာမျိုးပါဥပမာကိုနာကစာရွက်ကိုတစုံတစ်ယောက်ကလှမ်းတောင်းမယ် Could you please pass me the paper? Sure. Here you go. There you are ကကြတော့တစုံတစ်ယောက်ကိုလိုက်ရှာရင်းနဲ့ရုတ်တရက်တွေ့သွားတဲ့အခါသုံးတာမျိုးပါဥပမာ Oh, there you are. I've been looking for you everywhere this whole morning. မင်းကဒီရောက်နေတာကိုငါမင်းကိုတမနက်ခင်းလုံးနေရာအနှံ့လိုက်ရှာနေတာThere you go ကြတော့ဟုတ်ပြီမင်းတို့โอเคသွားပြီအဆင်ပြေသွားပြီလို့ပြောချင်တဲ့အခါမျိုးမှာသုံးတာပါဥပမာတစုံတစ်ယောက်ကကိုကိုလမ်းမိမယ် How do I get to the train station ဘူရာယုံကိုဘယ်လိုသွားရမလဲ Okay just go straight and turn left There you go နောက်ထပ်မရှင်းဖြစ်နေတာလေးတွေရှိသေးတယ်ဆိုလို့ရှိရင်လေ comment မှာမေးခဲ့လို့ရပါတယ်နော် See you next time bye bye